အဖွင့်ပွဲစဉ်မှာလာအိုအသင်းကိုဂိုးပြတ်အနိုင်ရရှိအောင်စွမ်းဆောင်နိုင်မလားမြန်မာယူဆက်ခွန်အသင်း2026ယူဆက်ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်နေတဲ့မြန်မာယူဆက်ခွန်အသင်းဟာမနက်ဖြန်ဧပြီလ12ရက်နေ့မှာတော့အဖွင့်ပွဲစဉ်ဖြစ်လာအိုအသင်းနဲ့စတင်ရှင်ပြိုင်ကစားတော်ရမှာဖြစ်ပါတယ်မြန်မာအသင်းရဲ့အဖွင့်ပွဲစဉ်ဖြစ်ရှင်ပြိုင်ကစားတော်ရမယ့်လာအိုအသင်းနဲ့ပွဲစဉ်ဟာမြန်မာအသင်းအတွက်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့လာအိုအသင်းကိုဂိုးပြတ်အနိုင်ရရှိမှသာအောက်စုတက်ဖို့အတွက်မျှော်လင့်ချက်စတင်ရှင်သန်လာမှာဖြစ်ပြီးနောက်ပွဲစဉ်အတွက်လည်းယုံကြည်မှုတွေပုံမတိုးပွားလာမှာဖြစ်ပါတယ်။ဧပြီလ12ရက်နေ့ညပိုင်းမှာမြန်မာယူဆက်ခွန်အသင်းနဲ့ရှင်ပြိုင်ကစားမဲ့လာအိုအသင်းဟာယူဆက်ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရဲ့အုပ်စု B မှာအင်အားအနည်းဆုံးအသင်းဖြစ်သတ်မှတ်လို့ရတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။လက်ရှိချိန်မှာတော့လာအိုအသင်းကိုထိုင်းနိုင်ငံသားနီးပြဆပ်ဟာချိုင်ကဂိုင်တွယ်နေလဲရှိပြီးတော့လာအိုလိကအသက်မီကစားမအများစုနဲ့ဖွဲ့စည်းလာတာဖြစ်ပါတယ်။ယူဆက်ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရဲ့မှတ်တမ်းတွေရတော့လာအိုအသင်းဟာပြိုင်ပွဲတစ်လျှောက်မှာအောင်မြင်မှုကြီးကြီးမားမားရရှိထားခြင်းမရှိသေးတာကြောင့်မြန်မာအသင်းအနေနဲ့အဖွင့်ပွဲစဉ်မှာတော့မဖြစ်မနေအနိုင်ရရှိအောင်စွမ်းဆောင်ဖို့ကတော့လိုအပ်နေလဲရှိပါတယ်။မြန်မာအသင်းဟာလာအိုအသင်းကိုဂိုးပြတ်အနိုင်ရရှိခဲ့ရင်ထိုင်းအသင်းနဲ့ရှင်ပြိုင်ကစားမဲ့အုပ်စုဒုတိယပွဲစဉ်အတွက်ပုံမယုံကြည်မှုတွေရရှိစေမှာဖြစ်တယ်လို့အုပ်စုတက်ဖို့ကလည်းမျှော်လင့်ချက်တွေစတင်ရှင်သန်စေမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းလာအိုအသင်းဟာခန်းစစ်ကိုဦးစားပေးကစားတတ်တဲ့အသင်းတစ်သင်းဖြစ်တယ်လို့ခန်းစစ်ကနေတစ်ဖက်သိန်းရဲ့အမားကိုအခွင့်ကောင်းယူပြီးလှင်မြန်တဲ့တံပြန်တိုက်စစ်တွေကိုပြုလုပ်တတ်လေရှိတဲ့အသင်းတစ်သင်းဖြစ်တာကြောင့်မြန်မာအသင်းအနေနဲ့ပြိုင်ဘက်သိန်းရဲ့တံပြန်တိုက်စစ်ကိုသတိထားပြီးရှင်ပြိုင်ကစားဖို့ကလည်းလိုအပ်နေလျက်ရှိပါတယ်။မြန်မာယူဆက်ခွန်အသင်းဟာပြီးခဲ့တဲ့လပိုင်းတွေကရှင်ပြိုင်ကစားခဲ့တဲ့နိုင်ငံတကာခြေစမ်းပွဲစဉ်တွေမှာပုံစံကောင်းတွေရရှိဖို့ရုန်းကန်ခဲ့ရတာကြောင့်ပြည်သက်တွေရဲ့ဝေဖန်မှုနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက်အခုယူဆက်ခွန်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာအောင်မြင်မှုတွေပြန်လည်ရရှိဖို့အတွက်ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့သိရှိရတယ်လို့မြန်မာယူဆက်ကိုအသင်းနဲ့လည်းပြည်တွင်းခြေစမ်းပွဲစဉ်တွေကိုရှင်ပြိုင်ကစားထားတယ်လို့သိရှိရပါတယ်။ဒါကြောင့်နီးပြချုပ်ဦးကျော်စီကဂိုင်တွယ်နေလဲရှိတဲ့မြန်မာယူဆက်ခွန်အသင်းအနေနဲ့အဖွင့်ပွဲစဉ်မှာလာအိုအသင်းကိုဂိုးပြတ်အနိုင်ရရှိအောင်စွမ်းဆောင်သွားနိုင်မလားဆိုတာကတော့မြန်မာဘောလုံးချစ်ပရိသတ်နေတဲ့သူစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။